နားစ်မာလီကမိသားစုဝင်တွေမကြည့်မိတဲ့အချိန်မှာအသက်ခံရမဲ့ရင်သွေးငယ်တွေစီကိုဓာတ်နဲ့တိုက်ခိုက်ခဲ့ပြီးဂျူဒီခန့်အပြင်ဘက်ကလူတွေသတိထားမိချိန်မှာတော့အားလုံးကနောက်ကျသွားခဲ့ပါပြီ။ဂျူဒီခန့်တကားကအသေးချပိတ်သွားခဲ့ပြီးသူတို့အနေနဲ့အပြင်ဘက်ကနေရင်သွေးငယ်တွေရဲ့အသက်တွေဆုံးရှုံးနေရတာကိုဘာမှမတတ်နိုင်ပဲကြည့်နေုံသာတတ်နိုင်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့လုံခြုံရေးကမီးသက်ဘူးနဲ့မှန်ကိုရိုက်ခွဲဝင်ရောက်လာခဲ့ပေမဲ့အဲ့ဒီအချိန်မှာတော့ဂျူဒီခန့်တဲ့ကကလေးငယ်အားလုံးကသူမရဲ့လက်ချက်နဲ့အသက်ဆုံးရှုံးပြီးသွားပါပြီ။ထိတ်လန့်နေတဲ့မိသားစုဝင်တွေအတင်းတိုးဝင်လာတဲ့အခါမှာတော့နတ်စ်မာလီကကျမ်းပြင်ပေါ်မှာအသက်မဲ့စွာလဲကျနေခဲ့ပါပြီ။ဒီအဖြစ်အပျက်ဟာအစမျှတာဖြစ်တယ်ဆိုတာကိုဘယ်သူမှမတွေးမိခဲ့ကြပါဘူး။ရံမြင့်ပေါ်မှာသွေးတွေဖုံးလွှမ်းနေပြီးပခက်တွေကတေမင်းဆန်ရလိုတိတ်ဆိတ်နေကကလေးငယ်ဒါဇင်နဲ့ချီအသက်ခံခဲ့ရပြီးအဲ့ဒီမြင်ကွင်းကတကယ်ကိုကြောက်မက်ဖွယ်ကောင်းလာပါတယ်။ရဲတွေကအခင်းဖြစ်ပွားရာနေရာကိုချက်ချင်းရောက်လာခဲ့ပေမဲ့ပိုပြီးဝမ်းနည်းစရာကောင်းတာကဒီအမှုကိုတာဝန်ယူရတဲ့စုံတော့ကပါအဲ့ဒီလူသက်ပွဲမှာသူ့ရဲ့သားလေးကိုဆုံးရှုံးခဲ့ရတာပါပဲ။သူဟာရဲစခန်းကိုခဏပြန်ဖို့မိနစ်အနည်းငယ်လောက်ပဲထွက်သွားခဲ့တာဖြစ်ပြီးအဲ့ဒီအချိန်တိုးလေးအတွင်းမှာပဲပျော်ရွှင်ရတဲ့လူတစ်ယောက်ကနေသားလေးကိုဆုံးရှုံးလိုက်ရတဲ့ဖခင်တူဖြစ်သွားခဲ့ရပါတယ်။ခံစားရလို့နဲ့ဝမ်းနည်းကြေကွဲမှုနဲ့ဘာမှမတတ်နိုင်တော့တဲ့ခံစားချက်ကသူ့ကိုဖျက်ဆီးပစ်ခဲ့ပြီးဒီအမှုကသူ့ကိုထာဝရ6လန့်နေမဲ့ငရဲကန်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဖြစ်စဉ်ပြီးနောက်မှာရဲတွေရဲ့အပြည့်အစုံစစ်ဆေးမှုတွေလုပ်ခဲ့ပေမဲ့တက်တဲ့အထောက်ထားအားလုံးဟာအဲ့ဒီနက်စ်မာလီနဲ့အတူပျောက်ကွယ်သွားခဲ့ပါတယ်။သူ့ကိုတစုံတရာသောအမည်မသိစွမ်းအားတစ်ခုကထိန်းချုပ်ထားသလိုပါပဲ။တစ်စက္ကန့်အတွင်းမှာလူသက်ချင်စောနဲ့တက်လူသက်သွားခဲ့တာဖြစ်ပါတယ်။ဒီလိုထူးဆန်းတဲ့အစုလိုက်အပြုံလိုက်လူသက်မှုကိုနောက်ဆုံးမှာဘလို့မှဖြေရှင်းလို့မရတဲ့လျှို့ဝှက်ဆန်းကျယ်တဲ့အမှုတစ်ခုအနေနဲ့အမြန်ဆုံးပိတ်သိမ်းခဲ့ရပါတယ်။အချိန်တွေကုန်လွန်သွားခဲ့ပြီးမွေးကင်းစကလေးငယ်တွေအသက်ခံရတဲ့အဖြစ်အပျက်ဖြစ်ပွားပြီးနောက်နှစ်ပေါင်းများစွာကုန်ဆုံးသွားခဲ့ပါပြီ။ဆုံးတော့လေသူ့ရဲ့သားကိုဆုံးရှုံးခဲ့ရတဲ့နာကျင်မှုကနေဘယ်တော့မှပြန်ကောင်းမလာခဲ့ပါဘူး။ဒီဆွဲလန်းမှုကသူ့ရဲ့ရင်ထဲမှာဆွဲထင်နေတဲ့မကောင်းဆိုးဝါးတကောင်လိုဖြစ်လာခဲ့ပြီးနှစ်ပေါင်းများစွာအပြစ်ရှိတယ်လို့ခံစားရမှုနဲ့ဆင်းရဲဒုက္ခတွေကြားထဲမှာပိတ်မိနေစေခဲ့ပါတယ်။ပိုပြီးဝမ်းနည်းစရာကောင်းတာကသူ့ရဲ့ဇနီးဖြစ်သူပါသားကိုဆုံးရှုံးရတဲ့နာကျင်မှုကိုမခံစားနိုင်ပဲဝမ်းနည်းပူဆွေးမှုနဲ့ကွယ်လွန်သွားခဲ့တာပါပဲနှစ်အနည်းငယ်အတွင်းမှာပဲသူတို့ရဲ့မိသားစုပျက်စီးသွားခဲ့ပြီးသူတယောက်တည်းကြံရစ်ခဲ့ပါတယ်ဒါပေမဲ့သူအလုတ်ထွက်မသွားခဲ့သလိုထွက်ပြေးတိမ်းရှောင်လည်းမသွားခဲ့ပါဘူးအစားသူကရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးရှေ့တန်းလိုက်မှာပဲဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအမှန်တရားကိုဖော်ထုတ်နိုင်ဖို့ယူသွက်လောက်အောင်စူးစမ်းခဲ့ပါတယ်သူ့အနေနဲ့အကြောင်းရင်းမရှိတဲ့ရာဇဝတ်မှုဆိုတာကိုလုံးဝမယုံကြည်ခဲ့ပါဘူးဒီအနောက်မှာတခုခုဖုံးကွယ်ထားတယ်လို့သူအခိုင်အမာယုံကြည်ခဲ့ပါတယ်ဒါပေမဲ့ तू မသိသေးတာက तू ရင်ဆိုင်နေရတာကတာမန်ရာဇဝတ်ကောင်တယောက်နဲ့မှမဆိုင်ဘူးဆိုတာပါပဲတနေ့မနေ့စောစောမှာစုံတောက်စီကိုရုတ်တရက်ဖုံးဝင်လာခဲ့ပြီးနယ်စပ်မူကြိုကျောင်းတစ်ခုမှာနောက်ထပ်လူသက်ပွဲတစ်ခုထပ်ဖြစ်ပွားခဲ့ပါတယ်အဲ့ဒီနေ့မနေ့မူကြိုကျောင်းစဖွင့်ပြီးကစားမှာပဲယောက်ျားလေးငယ်တူနန်းရံကိုကြော်တက်ပြီးကျောင်းထဲကိုဝင်ရောက်လာခဲ့ပါတယ်သူကတနက်တလက်ကိုထုတ်ယူပြီးကျောင်းဝင်းထဲကဆရာမတွေနဲ့ကျောင်းသားတွေအပေါ်ကိုရန်တမ်းပြီးပစ်ခတ်ခဲ့ပါတယ်တနက်တန်တွေကမူကြိုကျောင်းတစ်ခုလုံးမှာပဲ့တင်ထက်နေခဲ့ပြီးတယောက်ပြီးတယောက်လဲကျသွားခဲ့ပါတယ်ကျောင်းသားနဲ့ဆရာမ30အခင်းဖြစ်ပွားရာနေရာမှာတင်တေဆုံးသွားခဲ့ပါတယ်လူသက်ပွဲပြီးဆုံးသွားတဲ့အခါမှာတော့အဲ့ဒီကောင်လေးလည်းသူ့ရဲ့တနက်နဲ့တင်ကိုအဆုံးစီရင်သွားခဲ့ပါတယ်။စုံတောက်ကဒီကျောင်းတွင်းလူသက်မှုကိုစုံစမ်းစစ်ဆေးတဲ့အခါမှာလည်းအရင်ကလိုပဲရန်ဖြစ်တာမျိုးမရှိခဲ့ပဲအငင်းပွားမှုမရှိခဲ့တယ်လို့တတိပေးချက်တစုံတရာလည်းမရှိခဲ့ပါဘူး။အရင်နှစ်တွေကအဖြစ်ပြက်လိုပါပဲအကြောင်းရင်းမရှိတဲလွန်စားမရှိရုပ်တည်မရှိတဲ့အမှုတစ်ခုအနေနဲ့တစ်ခါထပ်ပြီးကြံရစ်ခဲ့ပါတယ်။ဒီလူသက်ပွဲဖြစ်ပွားပြီးနောက်မှာချက်ချင်းပဲလူထုကြားမှာလှုပ်လှုပ်ခက်ဖြစ်သွားခဲ့ပြီးသတင်းထောက်အရေးအတွက်များစွာဟာအမှန်တရားကိုသိရှိချင်တာကြောင့်မူကြိုကျောင်းရှိမှာတညာလုံးစောင့်ဆိုင်နေခဲ့ကြပါတယ်။အမှုကအဆုံးလန်းစရောက်နေတဲ့အချိန်မှာပဲတခြားလူတစုကအခင်းဖြစ်ပွားရာနေရာကိုရောက်လာခဲ့ပါတယ်။သူတို့ကနို့ရှိလောင်စုံစမ်းစစ်ဆေးရေးဘျူရိုကဖြစ်ကြောင်းပြောဆိုခဲ့ကြပြီးသူတို့ရဲ့ရှင်းပြချက်အတူချုပ်ပြီးတဲ့နောက်မှာအထူးကိရိယာအချို့ကိုထုတ်ယူလာကြကအခင်းဖြစ်ပွားရာနေရာကိုစတင်စုံစမ်းစစ်ဆေးခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုတွေအရှိန်အဟုန်နဲ့လှုပ်ဆောင်နေချိန်မှာပဲမူကြိုကျောင်းနဲ့မဝေးလာတဲ့ရေကူးကန်တစ်ခုမှာနောက်ထပ်ကန်ဆိုးမိုးမောင်ကြမှုတစ်ခုဖြစ်လာပါတော့တယ်။ရေကူးကန်ကတန်ရှင်းရေးလုပ်တဲ့အမျိုးသမီးကရေထဲကိုဆင်းတော့မဲ့ကလေးငယ်အုပ်စုကိုမျက်နှာထားတင်းနဲ့စိုက်ကြည့်နေခဲ့ပါတယ်။ကလေးတွေအားလုံးရေကူးကန်နဲ့ဝင်သွားတာကိုမြင်တော့သူမကလှည့်ပြီးဝစ်စားလဲကန်းထဲကိုဝင်သွားခဲ့ကကြောပိုးအိတ်ထဲကနေသူမကြိုတင်ပြင်ဆင်ထားတဲ့ပစ္စည်းတွေကိုထုတ်ယူခဲ့ပါတယ်။အဲ့ဒီနောက်မှာတွေ့ဝေခြင်းမရှိဘဲလျှက်စစ်မီးအားမြင့်ကြိုးတစ်ချောင်းနဲ့သူမကိုသူ့ကိုချိတ်ဆက်လိုက်ပြီးရေကူးကန်စီကိုဖြည်းဖြည်းချင်းရှောက်သွားခဲ့ပါတယ်။အနီးအနားမှာရှိတဲ့ရေကူးကန်ကဲဆယ်ရေးသမားကသူမရဲ့ထူးဆန်းတဲ့အပြုအမူကိုမြင်ပြီးတားဆီးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့မထင်မှတ်ဘဲနဲ့ရေကူးကန်တွေကကလေးတွေကလည်းတခုခုမှားနေပြီဆိုတာကိုသတိထားမိသွားကြပြီးကန်းဆက်စီကိုထိတ်လန့်တကြားနဲ့ရေကူးလာခဲ့ကြပေမဲ့နောက်ကျသွားခဲ့ပါပြီ။တရင်ကြလို့ချက်ချင်းရောက်လာတဲ့စုံတော့ကအခြားသောရန်တမ်းတက်ဖြတ်မှုကိုကြည့်ရင်ဒီအမှုကမကြသေးခင်ကဖြစ်ပွားခဲ့တဲ့မူကြိုကြောင်းပြစ်ခတ်မှုနဲ့အများကြီးဆက်ဆက်နေတယ်ဆိုတာကိုခံစားမိခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခါကတော့အရင်နဲ့မတူပါဘူး။စုံစမ်းစစ်ဆေးမှုတွေလုပ်နေတော့မှပဲသားကောင်ရဲ့မိသားစုဝင်တဦးစီကနေအရေးကြီးတဲ့တဲလွန်စာတစ်ခုကိုမမျှော်လင့်ပဲရရှိခဲ့ပါတယ်။ဘာဖြစ်သူရဲ့မိသားစုကပြောပြတာကလွန်ခဲ့တဲ့3ရက်တုန်းကထူးဆန်းတဲ့အမှတ်သားတွေဖုံးလွှမ်းနေတဲ့အဖိုးအိုတူနဲ့ဆုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီအဖိုးအိုကသူမရဲ့သားလေးအတွက်ဆိုးရွားတဲ့အရာတစ်ခုဖြစ်လာတော့မယ်လို့သတိပေးခဲ့ပြီးလာမယ့်ရက်တွေမှာလည်းနောက်ထပ်ဝမ်းနည်းစရာတွေဖြစ်လာအောင်မယ်လို့ဆိုကသူမအနေနဲ့ကလေးကိုကာကွယ်ရမယ်လို့ပြောခဲ့ပါတယ်။
အဲ့ဒီအချိန်တုန်းကမိခင်ကသူ့ကိုယူးကြောင်ကြောင်လုံနေတဲ့လူတစ်ယောက်လိုပဲတတ်မှတ်ခဲ့ပြီးဂယုမဆိုင်ခဲ့ပေမဲ့ဒီလိုအဖြစ်ဆိုးမျိုးတကယ်ဖြစ်လာမယ်လို့သူမလုံးဝမထင်ထားခဲ့ပါဘူးသူမရဲ့စကားတွေကိုကြားပြီးနောက်မှာစုံတော့ကအဖိုးအိုရဲ့အထောက်အထားကိုစုံစမ်းဖို့သူ့ရဲ့လက်အောက်ငယ်သားတွေကိုချက်ချင်းဆေလွတ်ခဲ့ပါတယ်အဲ့ဒီချိန်မှာပဲနိုကဟီလွန်စုံစမ်းစစ်ဆေးရေးဘျူရိုကလူတွေမှလည်းတဲလွန်စာတစ်ခုရှိနေခဲ့ပြီးသူတို့ကစုံတော့ကိုဖုန်းခေါ်ကမူကြိုကျောင်းနေရာမှာကြီးမားတဲ့လက်ရာတစ်ခုကိုတွေ့ရှိခဲ့ကြောင်းပြောပြခဲ့ပါတယ်အဲ့ဒီလက်ရာကဒီလောကကမဟုတ်တာတေချာနေပြီးငရဲကမကောင်းဆိုးဝါးတဲ့ကောင်စီကလာတာနဲ့ပိုတူနေခဲ့ပါတယ်ခိုင်မာတဲ့ရုပ်ဝါဒဝါဒီစုံတော့တယောက်အနေနဲ့သူကတက်တဲ့အထောက်ထားတွေနဲ့ရုပ်တိဗေဒကိုပဲယုံကြည်ခဲ့တာကြောင့်အဲ့ဒီယူဆချက်ကိုလုံးဝလက်မခံနိုင်ခဲ့ပါဘူးဒါပေမဲ့စုံစမ်းစစ်ဆေးရေးမှူးကခရမ်းလုံမီကိုဖွင့်ပြလိုက်တဲ့အခါအခန်းတစ်ခန်းလုံးအသေးစားလက်ရာတွေနဲ့ပြည့်နေတာကိုတွေ့လိုက်ရပြီးပတ်ပတ်လည်မှာရှိနေတဲ့လက်ရာတွေကကလေးတွေလွတ်မြောက်ဖို့ကြိုးစားနေကြသလိုသူတို့ရဲ့လက်ရာတွေနဲ့ကိုက်ညီနေတာကိုတွေ့ရတဲ့အခါစုံတော့အံ့ဩသွားခဲ့ပါတယ်ဒီဒုတိယမြောက်လွတ်မြောက်ရေးယူဆချက်အရတေဆုံးသွားပြီးတဲ့ကလေးတွေရဲ့ဝိညာဉ်တွေကပိုပြီးကြောက်စရာကောင်းတဲ့တည်ရှိမှုတစ်ခုနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ဆိုပါတယ်ဒါတွေမကသေးပါဘူးမူးချိုကျောင်းရဲ့လုံခြုံရေးကင်မရာအတန်ဖန်းဆက်တွေကိုပါပြန်လည်ရယူခဲ့ကြပြီး professional စမ်းကြဲတဲ့အတန်ဖန်းကရိယာနဲ့ခွဲချမ်းစိတ်ဖြာပြီးတဲ့နောက်မှာလူနာနဲ့မကြားနိုင်တဲ့မကောင်းဆိုးဝါးရဲ့တိုးတိုးရည်ရွတ်တန်အပိုင်အစတစ်ခုကိုဖမ်းယူနိုင်ခဲ့ပါတယ်လွန်ခဲ့တဲ့နှစ်တွေတုန်းကဝေကင်းစကလေးတွေအသက်ခံရတဲ့အဖြစ်အပျက်တုန်းကလည်းဒီလိုအတန်မျိုးကိုပဲဖမ်းယူနိုင်ခဲ့တယ်လို့သူတို့ကပြောပြခဲ့တဲ့အခါထူးဆန်းတဲ့အတန်ကိုကြားလိုက်ရတဲ့စုံတော့ဟာသူ့ရဲ့သားကိုဆုံးရှုံးခဲ့ရတဲ့အမတ်တရားတွေတဲကိုချက်ချင်းရောက်သွားခဲ့ပါတယ်ဒီအချိန်မှာရူနစ်ဟူကိုစုံစမ်းစစ်ဆေးမှုမှာလည်းရလဒ်တွေထွက်ပေါ်လာခဲ့ပါတယ်ဒီဖိုးကအရင်တုန်းကပရောဟိတ်တစ်ပါးဖြစ်ခဲ့ပေမဲ့တစ်ချိန်ချိန်မှာတော့မီးမောင်တဲ့ပညာရက်တွေကိုစတင်လေ့လာခဲ့ပြီးမကောင်းဆိုးဝါးတွေကိုပါခေါ်ယူဖို့ကြိုးစားခဲ့တာကြောင့်ဖះเจ้าကသူ့ကိုနှင်ထုတ်ခဲ့တာဖြစ်ပါတယ်။စုံတောင်းတဲ့အခြားသူတွေကိုပိုပြီးတန်တရားဝင်စေတာကတော့ဒီအခင်းဖြစ်ပွားရာနေရာချို့မှာသူရောက်ရှိနေတဲ့ပုံရိပ်တွေကိုလုံခြုံရေးကမှတ်တမ်းတင်ထားနိုင်ခဲ့တာပါပဲ။ဒါပေမဲ့သူ့မှာတည်မြဲတဲ့လိပ်စာမရှိသလိုဘသူမှလည်းဘယ်မှာနေလဲမသိကြတာကြောင့်သူ့ကိုရှာတွေ့ဖို့မလွယ်ကူပါဘူး။ဒါကြောင့်စုံစမ်းစစ်ဆေးရေးဘျူရိုရဲ့အကြံပြုချက်အရအဖွဲ့ကဝိညာဉ်ရေးရာနမိတ်ဖက်သူအမျိုးသမီးတဦးကိုရှာဖွေခဲ့ပြီးဝိညာဉ်ရေးရာနီးလန်းတွေနဲ့အဖိုးအိုကိုရှာဖွေဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့အဖိုးအိုရဲ့ကိုဘော်ကရူနစ်အမတ်အသားတွေကိုပုံထဲမှာမြင်လိုက်ရတဲ့အခါအမျိုးသမီးကအဲ့ဒီအမတ်တသားတွေအားလုံးကအလွန်တရာအစွမ်းထက်ပြီးဆိုးရွားတဲ့စွမ်းအားတွေပါဝင်နေတဲ့မီးမောင်တဲ့ပညာရက်တွေရဲ့မန်တန်တွေဖြစ်ကြောင်းမှတ်မိနေတဲ့အတွက်ဘလို့မှဒီအလုပ်ကိုမလုပ်နိုင်ကြောင်းညှင်းဆိုခဲ့ပြီးအဲ့ဒီလိုလူမျိုးကိုသူမှမယံဝင့်ပါဘူးဒီအချက်မှာစုံတော့ကဖိုင်တွဲတွေကိုထုတ်ယူလာခဲ့ပြီးပျော့ပျော့ပြောင်းပြောင်းချင်းကပ်လို့မရတော့ဘူးဆိုတာသိလိုက်ရတဲ့အတွက်တင်းတင်းမာမာလှုပ်ရတော့မှာဖြစ်ပါတယ်သူကင်ထားတာကဒီအမျိုးသမီးရဲ့နှစ်ပေါင်းများစွာအတွင်းရာဇဝမှုမှတ်တမ်းတွေပါပဲအကယ်သူမအနေနဲ့သူတို့ကိုကူညီဖို့မဆန္ဒရှိဘူးဆိုရင်သူမကိုအချုပ်ထဲပို့ပေးရတာဝမ်းသာမှာဖြစ်ကြောင်းစုံတော့ကပုံမှန်လင်းလင်းပြောခဲ့တဲ့အခါမတက်နိုင်တော့တဲ့အမျိုးသမီးကသဘောတူလိုက်ရပါတော့တယ်။သူမကတားတော့ကပ်ပြားတွေကိုထုတ်ယူလာပြီးဘေးရင်စတင်မေးခဲ့ပေမဲ့မထင်မှတ်ဘဲနဲ့သူမလှန်လိုက်တဲ့ကပ်ပြားတွေတစ်ခုပြီးတစ်ခုမှာမကောင်းဆိုးဝါးရဲ့တင်ကေတာတွေကြီးဖြစ်နေခဲ့တာကသူမကိုချက်ချင်းအံ့ဩသွားစေခဲ့ပြီးမင်းတို့ထဲကတယောက်တည်လိမ့်မယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအပေါ်ထက်ကနေကလေးငယ်တဦးအကူအညီတောင်းပြီးငိုတန်ထွက်လာတာကိုကြားလိုက်ရတဲ့အခါလူအချို့အပေါ်ကိုအပြေးလွှာတက်သွားခဲ့ကြပါတယ်အမျိုးသမီးကသူမမထီးတဲ့နာကိုထိမိသွားပြီဆိုတာနဲ့ဒါကသူမကိုပေးတဲ့သတိပေးချက်တစ်ခုသာဖြစ်ကြောင်းသတိထားမိသွားတဲ့အတွက်စုံတောင်းတဲ့အခြားသူတွေကိုချက်ချင်းကန်ထုတ်လိုက်တာကြောင့်တဲလွန်စားကတခါထပ်ပြီးပြတ်တောက်သွားခဲ့ပါဘူးစုံတော့ကကရင်ပေါ်မှာလဲလျောင်းရင်ဘလို့မှလမ်းစာမရှိတော့ပေမဲ့ရဲအရာရှိတဦးအနေနဲ့ဒါကသူ့ရဲ့တာဝန်ဖြစ်ပြီးအမှန်တရားကိုရှာဖွေရမှာဖြစ်တယ်လို့သူ့ရဲ့သားတေဆုံးရတာနဲ့ဒီအရာတွေနဲ့ဘလို့ဆက်ဆက်မှုရှိမရှိဆိုတာကိုသူသိရှိဖို့လိုအပ်တာကြောင့်လက်မြောက်အရှုံးပေးလို့မရပါဘူးလူတိုင်းရဲ့အာယုံဆိုင်မှုတွေအဲ့ဒီလိုဖြစ်နေချိန်မှာပဲကြောပိုးအိတ်နဲ့ဖိုကက်ကောင်လေးတဦးကိုနေခင်းကြောင်တောင်မှာပြန်ပေးဆွဲသွားခဲ့ပြီးဘာမှမဖြစ်ခဲ့သလိုတည်ငြိမ်စွာနဲ့ကုံတိုက်တစ်ခုတည်းကိုဝင်သွားကရီမုတ်ထိန်းချုပ်ကိရိယာတစ်ခုကိုထုတ်ယူလိုက်ပါတယ်သူရဲ့နေမြေထဲမှာဒီလိုလူသက်ပွဲတွေထပ်ဖြစ်လာတာကစိတ်ပြက်စရာကောင်းပေမဲ့ကံကောင်းထောက်မစွာနဲ့ဒီတစ်ခါမှာတော့သူ့ရဲ့လက်ထောက်ကအရေးကြီးတဲ့တဲလွန်စားတစ်ခုကိုရှာတွေ့ခဲ့ပါတယ်အဲ့ဒီဖြစ်စဉ်တစ်ခုချင်းစီမဖြစ်ပွားခင်မှာမိခင်နဲ့သားတဦးတို့ရောက်ရှိလာခဲ့ပြီးကပ်ဘေးအားလုံးကိုပြီးပြည့်စုံစွာရှောင်ရှားနိုင်ခဲ့ကြတယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်သူတို့ကတည်တဲ့လို့တည်သွားတာမဟုတ်ပါဘူးဒီအရာတွေအားလုံးကတိုက်ဆိုင်လွန်းနေတယ်လို့ပါပဲအဲ့ဒီအချိန်မှာပဲမိသက်သမားတွေကအပြက်စီးတွေကြားကနေအသက်ရှင်ကြံရစ်သူတဦးကိုရှာတွေ့ခဲ့တာကြောင့်စုံတောင်းတဲ့အခြားသူတွေအဲ့ဒီနေရာကိုချက်ချင်းအပြေးလွှာရောက်သွားခဲ့ကြပါတယ်ဗိတင်ခံရတဲ့အမျိုးသမီးကဖုန်ကြီးဒီမှာရှိနေခဲ့တယ်လို့ပြောခဲ့တဲ့အခါဘယ်ဖုန်ကြီးလဲလို့မေးမြန်းရာသူမကကလေးတွေရဲ့ဖုန်ကြီးကြောင့်ကဖုန်ကြီးလေဝါကီငါမထင်ထားခဲ့ဘူးလို့ပြောပြီးတာနဲ့တပြိုင်နက်အသက်ရှူရပ်တန့်သွားခဲ့ပါတယ်သူမရဲ့စကားတွေကအရေးကြီးတဲ့သဲလွန်စားတွေကိုပေးစွမ်းနိုင်ခဲ့တာကြောင့်သူတို့ကတညလုံးအနီးအနားကကလေးများဖုန်ကြီးကျောင်းကိုအပြေးအလွှာသွားခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ရောက်သွားတဲ့အခါမှာတော့ဒီဖုန်ကြီးကျောင်းဟာနှစ်ပေါင်းများစွာဆွန့်ပစ်ခံထားရတာကိုတွေ့ရှိခဲ့ရပြီးပတ်ဝန်းကျင်မှာကြောက်စရာကောင်းတဲ့လေထုတစ်ခုရှိနေခဲ့ပါတယ်။သဲလွန်စားတွေရှာတွေ့ဖို့အတွက်စုံတော့ကသူ့ကိုယ်သူအားတင်းပြီးအထဲကိုဝင်သွားခဲ့ရာကျောင်းရဲ့အတွင်းပိုင်းနေရံတွေမှာထူးဆန်းတဲ့ပကြီးကားတွေနဲ့အနှံ့ဖုံးလွှမ်းနေပြီးကျမ်းပြင်မှာလည်းတစုံတဦးရေးဆွဲထားတဲ့ထူးဆန်းတဲ့လူနဲ့အမှတ်သားတွေဖုံးလွှမ်းနေတာကိုချက်ချင်းတွေ့ရှိခဲ့ပါတယ်
အဲ့ဒီအချိန်မှာတစုံတရာရဲ့အတန်ထွက်ပေါ်လာတဲ့အခါနှစ်ဦးသားလန့်သွားခဲ့ပြီးအဲ့ဒီအတန်ထွက်လာတဲ့ဗီဒီယိုကိုလှည့်ကြည့်လိုက်ကြရာခြုံဆောင်တစ်ထည်ပါပဲလို့ပြောရင်ငါတီသားပဲလို့ဆိုကဟာဆိုပြီးရည်တံထွက်လာခဲ့ပါတယ်ကလေးလဲကတိုက်ချလိုက်တဲ့တကားကိုကြည့်လိုက်ပြီးအခန်းထဲကနေထွက်လာတဲ့ကြောက်စရာကောင်းတဲ့ရည်တံကိုကြားလိုက်ရတဲ့အခါနှစ်ဦးသားတက်တီမွေးပြီးအဲ့ဒီအခန်းထဲကိုဝင်သွားခဲ့ကြပါတယ်ဒါကကျဲဝန်းတဲ့ခမ်းမတစ်ခုဖြစ်ပြီးပပတ်လည်နံရံတွေမှာသွေးချောက်တွေဖုံးလွှမ်းနေကတစ်ချိန်တည်းမှာပဲဆူးရှားတဲ့အနံဆိုးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်မကြခင်မှာပဲအနံဆိုးရဲ့ရင်းမြစ်ကိုတွေးရှိခဲ့ရပြီးအဲ့ဒီအနံဆိုးကလဲကျနေတဲ့ယေရှုရုပ်ထုစီကနေထွက်ပေါ်လာတာဖြစ်ပါတယ်ဦးသားလန့်နေချိန်မှာပဲဘိုးဘီကြောက်စရာကောင်းတဲ့အရာတစ်ခုဖြစ်လာခဲ့ပြီးအဲ့ဒီရုပ်ထုကတကယ်ပဲစကားပြောလာခဲ့ပါတယ်သူကငရဲကလာတဲ့သတင်းစကားပါသူဖြစ်ကြောင်းကလေးတဦးကိုတပ်ဖြတ်ဖို့ကူညီပေးနိုင်သမျှကပ်ဘေးအလုံးပြီးဆုံးသွားမှာဖြစ်ပြီးအလုပ်ပြီးသွားတဲ့အခါစုံတောက်ရဲ့ဇနီးနဲ့သားကိုပါပြန်ရှင်းတန်းလာအောင်ကူညီပေးနိုင်တယ်လို့ဆိုပါတယ်ကလေးတဦးကိုတိုက်ယုံနဲ့တရားမျှတတဲ့ဂုဏ်သွယ်မှုပါပဲဘယ်သူကမှမင်းကိုပို့ပေးမှာမဟုတ်ပါဘူးတည်သွားတဲ့ကလေးတယောက်နဲ့ယာနဲ့ချီတဲ့လူတွေကိုလဲလှယ်မှာပါလို့ရုပ်ထုကဆိုပါတယ်ငါလူသက်သမားမဟုတ်ဘူးလို့စုံတော့ကပြောလိုက်ပြီးတာနဲ့တပြိုင်နက်ဇနီးဖြစ်သူရဲ့အတန်ကသူတို့ပတ်လည်မှာရုတ်တရက်ထွက်ပေါ်လာခဲ့ပါတယ်စုံတော့ကအတန်လာရဘက်ကိုလှည့်ကြည့်လိုက်တဲ့အခါတေချာပေါက်သူ့ရဲ့နောက်မှာသူ့နဲ့ရောညပါတွေးတောနေရတဲ့ဇနီးနဲ့သားကိုတွေးလိုက်ရပါတယ်စုံတော့ကသူ့ရဲ့သားကိုလက်ထဲမှာပွေးချီလိုက်ပြီးဆုံးရှုံးသွားတာတွေကိုပြန်ရလိုက်တဲ့ခံစားချက်ထဲမှာနှိမ့်မြုပ်သွားခဲ့ပါတယ် Rick စဝိုင်းထဲကိုပြန်လာပါလို့စုံစမ်းစစ်ဆေးရေးမှုရဲ့တတိပေးချက်ကိုဘယ်သူမှဂရုမစိုက်ခဲ့ပါဘူးဒါပေမဲ့သူ့ရဲ့သားကိုဖုံးအုပ်ထားတဲ့ဆောင်းလေးကိုသူလှန်ကြည့်လိုက်တဲ့အခါအောက်မှာက၆တွေ့နေတဲ့အလောင်းတစ်ခုဖြစ်နေတာကိုတွေးလိုက်ရတဲ့အခါမှာသူနောက်ဆုံးမှသတိဝင်လာခဲ့ပါတယ်မင်းရဲ့ဇနီးမဟုတ်ဘူးပြန်လာခဲ့ Rick စဝိုင်းထဲကိုပြန်လာပါ Rick ကျေးဇူးပြုပြီးစဝိုင်းထဲကိုပြန်လာခဲ့လို့အော်ဟစ်ကြစင်မှာပဲရုပ်ထုကအပိုင်ကွဲချေသွားခဲ့ပါတယ်စုံတော့ကစိတ်ပိုင်းဆိုင်ရာပြိုလဲနေချိန်မှာစုံစမ်းစစ်ဆေးရေးမှုကထွက်ရလိုက်ပြီးနှစ်သိမ့်ချင်ခဲ့ပေမဲ့ဒီအချိန်မှာစုံတော့ကလူတစ်ယောက်လိုမဟုတ်တော့ဘဲအလွန်တရာအကြမ်းဖက်လာခဲ့ကစုံစမ်းစစ်ဆေးရေးမှုကိုထိတ်လန့်တကြားနဲ့စတင်တိုက်ခိုက်လာခဲ့ပါတယ်။သဲအိပ်ရွယ်အစားရှိတဲ့လက်သီးတွေကတစ်ဖက်လူရဲ့မျက်နှာပေါ်ကိုကျရောက်လာခဲ့ပါတယ်။ကံကောင်းတောင်းမစွာနဲ့ဒီအရေးကြီးတဲ့အချိန်ခိုက်တက်မှာအဖိုးတို့တူရုတ်တရက်ရောက်လာပြီးလျှက်စစ်ရှော့တိုက်တဲ့ကိရိယာနဲ့ရိုက်ချလိုက်တဲ့အတွက်သူတို့ကိုကယ်တင်ခဲ့တာကတော့သူတို့အသေးအတန်ရှာဖွေနေခဲ့တဲ့လူနစ်အဖိုးအိုပါပဲ။စုံတော့ပုံမှန်အခြေအနေကိုပြန်ရောက်သွားတာကိုမြင်တော့ Rich က Newman ကိုလှုပ်ပေးလိုက်ပြီးသူဟာမကောင်းဆိုးဝါးရဲ့စိတ်ကိုထိန်းချုပ်ခံထားရတာကြောင့်ခုနကလိုပြုတ်မှုခဲ့တာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အဲဒီနောက်မှာ Rich ကသူတို့ကိုပုံမြင်တပုတ်ပြောပြခဲ့ပါတယ်။ယေရှုပထမဆုံးကဘာပေါ်ကိုရောက်လာတော့ကမကောင်းဆိုးဝါးတကောင်ကသူ့ကိုအပီးတိုင်တက်ပစ်ချင်ခဲ့ပေမဲ့သူ့ရဲ့အစီအစဉ်ကိုကောင်းငင်တမန်တွေကထောက်လန်းမိခဲ့ပြီးသူတို့ရဲ့စွမ်းအားကိုကြောက်ရွံ့သွားတဲ့အတွက်မကောင်းဆိုးဝါးကပုံခိုရာကိုဝင်သွားခဲ့ပါတယ်။ယေရှုလက်ဝါးကတိုင်မှာအသက်ခံရပြီးကဘာပေါ်ကိုနှစ်တထောင်အတွင်းပြန်လာပြီးလူသားတွေကိုကယ်တင်မယ်လို့ဂရုပေးခဲ့ပါတယ်။ဒါပေမဲ့ဒီအရေးကြီးတဲ့နှစ်တထောင်ဂရိကဝတ်မှတ်တိုင်မှာမကောင်းဆိုးဝါးကအခွင့်အရေးကိုစုပ်ကိုင်လိုက်ပြီးပုပ်ယဟန်မင်းကြီးရဲ့အမည်နဲ့စစ်ပွဲတစ်ခုကိုစတင်ခဲ့ကဘာကြီးတစ်ခုလုံးကိုစစ်မီးတွေကြားထဲမြုပ်နှံခဲ့ပါတယ်။အခုလဲယေရှုရဲ့နှစ်တထောင်ဂရိကဝတ်ရဲ့ဒုတိယမြောက်အရေးကြီးတဲ့အချိန်ဖြစ်ပြီးသူကပြန်လည်ဝင်စားလာတဲ့ကယ်တင်ရှင်ကိုရှာတွေ့သွားခဲ့ပါပြီ။အဲ့ဒါကသူပြန်ပေးဆွဲသွားတဲ့ကောင်လေးပါပဲ။မကြသေးခင်ကဖြစ်ပျက်ခဲ့တဲ့အမှုတွေကတော့ကယ်တင်ရှင်ကိုဖယ်ရှားပစ်ဖို့မကောင်းဆိုးဝါးရဲ့လက်ချက်တွေပါပဲအခုအခါမှာဖျားเจ้าကခရစ်ယာန်ဘုန်းကြီးအများစုဟာဖောက်ပြန်သွားကြပြီးမဲမောင်သွားကြပါပြီသူတို့ကကောင်လေးဟာတန်ရှင်းတဲ့ပြန်လဲဝင်စားသူဖြစ်တယ်ဆိုတာကိုသိကြပြီးသူအသက်ရှင်နေသမျှမကောင်းဆိုးဝါးမစင်းသက်နိုင်ပဲဒီနှစ်တထောင်အစီအစဉ်လဲပြက်ပြားသွားမှာဖြစ်ပါတယ်ဘုရားကျောင်းကနေနှင်ထုတ်ခံခဲ့ရတဲ့ Father Rich ကသူရဲ့စစ်မှန်တဲ့စိတ်ဓာတ်ကိုစောင့်ရှောက်ပြီးအလင်းတရားကိုကာကွယ်ပေးတဲ့တူရီတော်သူဖြစ်ပါတယ်သူ့ကိုယုံကြည်မှုကိုဖောက်ဖျက်လို့ဆိုပြီးနှင်ထုတ်ခဲ့တာမဟုတ်ပါဘူး။ဖះเจ้าရဲ့မိမောင်တဲ့အတွင်းရေးတွေကိုဖော်ထုတ်ခဲ့လို့သာဖြစ်ပြီးသူတို့နဲ့အတူမလိုက်လို့တာကြောင့်တမင်တကာအသေးဖြတ်ပြီးနှင်ထုတ်ခဲ့တာဖြစ်ပါတယ်။ Rich ကအခန်းတစ်ခန်းလုံးမှာလူနဲ့အမှတ်အသားတွေကိုထွင်းထုတ်ခဲ့ပြီးပြန်လည်ဝင်စားလာတဲ့ Master ရဲ့ခံစားမှုကိုမကောင်းဆိုးဝါးမသိအောင်ကာကွယ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ဒီနီလန်ကရေရှည်အတွက်အဖြေမဟုတ်တာကြောင့်ကောင်းလေးကိုနိုင်ငံရပ်ခြားကိုပို့ဆောင်ဖို့အခွင့်အရေးတစ်ခုရှာဖွေကအစွမ်းထက်တဲ့ဘုံကြီးကျောင်းတစ်ခုကိုရှာဖွေပြီးအဲ့ဒီမှာသူ့ရဲ့အတွင်းစိတ်စွမ်းအားကိုတိုက်ရိုက်နိုးထစေဖို့ဆုံးဖြတ်ခဲ့တာကြောင့်ဘာမှစိုးရိမ်စရာရှိတော့မှာမဟုတ်ပါဘူး။သူ့ရဲ့စကားတွေကိုကြားပြီးနောက်မှာစုံတော့ကကပ်ဘေးတွေထပ်မဖြစ်အောင်တားဆီးဖို့အတွက်ကောင်လေးကိုလွှတ်ပေးဖို့ Rich ကိုကူညီဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူဟာသူ့ရဲ့လှုပ်ဖော်ကင်ဘက်တွေကိုဆက်သွယ်ခဲ့ပြီးတိုင်းပြည်ကနေလျှို့ဝှက်ထွက်ခွာနိုင်မဲ့လမ်းကြောင်းတစ်ခုကိုရှာဖွေဖို့သူတို့ရဲ့သတင်းပေးဆက်သွယ်မှုတွေကိုအသုံးပြုခိုင်းခဲ့ပါတယ်။မက္ကဆီကိုမှာဒီလိုလမ်းကြောင်းမျိုးတွေအများကြီးရှိတယ်ဆိုတာသိကြပေမဲ့သူတို့ရွေးချယ်ခဲ့တဲ့လမ်းကြောင်းကတာမန်မဟုတ်ဘူးဆိုတာသိကြပါတယ်။တကယ်ပဲသူတို့တိတ်မဝေးတဲ့နေရာကိုရောက်သွားတဲ့အခါကလေးငယ်ကသူ့အမေရဲ့လက်ကိုတင်းတင်းဆုပ်ကိုင်ပြီးဘလို့မှရှေ့ဆက်မသွားတော့ဘူးလို့ညင်းဆိုခဲ့ပါတယ်။ဒီအချက်ကိုမြင်လိုက်ရတော့ကောင်လေးတစ်ခုခုကိုခန်းစားမိလိုက်ပြီးဆိုတာ Rich တိလိုက်တာကြောင့်အဖွဲကချက်ချင်းလှည့်ပြန်လာခဲ့ပြီးတခြားလမ်းကြောင်းတစ်ခုကိုရွေးချယ်ခဲ့ပါတယ်။ဒါပေမဲ့ဒီတခြားလမ်းကြောင်းကရွှေနဲ့မူးယစ်ဆေးဝါးတွေနဲ့ပြည့်နှက်နေတဲ့လျှို့ဝှက်ခန်းတစ်ခုစီကိုဥတီသွားခဲ့ပါတယ်။ဒါကမကောင်းဆိုးဝါးကသူတို့အတွက်ချိတ်ဆွဲထားတဲ့ထောင်ချောက်တစ်ခုဖြစ်တယ်ဆိုတာကို Rich ကထက်မြက်စွာသိရှိလိုက်တာကြောင့်လူတိုင်းကိုဒီပစ္စည်းတွေကိုမထိပဲအမြန်ဆုံးထွက်သွားကြဖို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဒီအချိန်မှာစုံထောက်ကဒီကလေးကတကယ်ပဲပြန်လဲဝင်စားလာတဲ့ Master ဟုတ်မဟုတ်ဆိုတာကို Rich ကိုအချိန်ချင်းမေးမြန်းခဲ့တဲ့အခါ Rich က Newman ဟာမကောင်းဆိုးဝါးရဲ့ထိန်းချုပ်မှုကိုခံလိုက်ရပြီဆိုတာကိုချက်ချင်းဆုံးဖြတ်လိုက်ပါတယ်။သူကလက်ဝါးကတ်တိုင်ကိုထုတ်ယူလိုက်ပြီးအခြားသူတွေကိုအမြန်ဆုံးထွက်သွားကြဖို့ပြောရင်းသူတို့ဘယ်မှာလဲလို့မေးမြန်းခဲ့ပါတယ်
တေချာပေါက်သူ့ရဲ့ပါဇက်ကနေမန်တန်ရွတ်ဆိုတန်ဇက်တိုက်ထွက်ပေါ်လာတာနဲ့အမျှစုံထောက်လည်းမြေပြင်ပေါ်မှာမျက်လုံးအဖြူလန့်ပြီးနာကျင်စွာဒူးထောက်ကျသွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပတ်ဝန်းကျင်ကအပြင်းထန်တုန်ခါသွားခဲ့ပြီးမူလကမှိန်ဖြောနေတဲ့မီးတွေအလုံးငြိမ်ကျသွားခဲ့ကအဖွဲကသူတို့ကြိုတင်ပြင်ဆင်ထားတဲ့အချက်ပြမီးကြီးတွေကိုထွန်းလိုက်ကြပါတယ်။ထင်ရှားတဲ့အနီရောင်အလင်းရောင်အောင်မှာလမ်းကြောင်းကနေကြောက်စရာကောင်းတဲ့အတန်တစ်ခုထွက်ပေါ်လာခဲ့ပြီးထိတ်လန့်နေတဲ့မိခင်နဲ့သားကလမ်းကြောင်းကနေထွက်ပြေးခဲ့ကြပါတယ်။နောက်ကနေလိုက်လာတာကတော့စုံတောက်ဖြစ်ပါတယ်။သူကခြေလမ်းအနှဲငယ်နဲ့သူတို့ကိုမှီသွားခဲ့ပြီးအမျိုးသမီးရဲ့လက်ထဲကကောင်လေးကိုဆွဲယူကတတ်တော့မဲ့ဆဲဆဲမှာကောင်လေးရဲ့အမိကကြောက်တုံးတုံးကိုကောက်ယူပြီးမြူးမှန်ကိုထုချလိုက်ကတတိလစ်သွားစေခဲ့ပါတယ်။မကောင်းဆိုးဝါးကိုအပီးတိုင်ဖယ်ရှားပစ်ဖို့အတွက်အဖွဲ့ကစုံတောက်ကိုလျှို့ဝှက်ခန်းစီကိုဆွဲခေါ်သွားခဲ့ပြီးလက်ဝါးကတ်တိုင်မှာဓာတ်ရိုက်ရိုက်နှက်ကွပ်မြက်လိုက်ပါတယ်။ Father Rich ကစုံတောက်စီကနေမကောင်းဆိုးဝါးကိုမောင်းထုတ်ဖို့အထူးရူနဲ့အမှတ်သားအစီရင်ကိုအသုံးပြုတော့မှာဖြစ်ပေမဲ့ရိုးရဒလိမစတင်ခင်မှာတင်မကောင်းဆိုးဝါးကအရင်ဆုံးတုံ့ပြန်လာခဲ့ပါတယ်။အခန်းထဲမှာကင်းမီကောက်အုပ်ဖွဲ့တွေစက်တိုက်ပေါ်လာခဲ့ပြီးလူတိုင်းရဲ့ကိုယ်ပေါ်ကိုတွားတက်လာခဲ့ပါတယ်။လမ်းပြအချို့ကိုအောင်မြင်စွာကင်တွယ်ပြီးတဲ့နောက်မှာစုံတောက်ကသူ့ရဲ့လက်တွေထဲကတန်သင်းတွေကိုဓာတ်ရိုက်ဆွဲထုတ်လိုက်ပြီးနောက်တစ်စက္ကန့်မှာစုံစမ်းစစ်ဆေးရေးမှုစီကိုဓာတ်ရိုက်ထိုးဆိုင်လိုက်ပါတယ်။သူလူသက်ပွဲဆက်လုပ်တော့မဲ့ဆဲဆဲမှာ Rich ကသူ့ရဲ့အဝတ်စားတွေကိုချွတ်လိုက်ပြီးသူ့ရဲ့ကိုယ်ပေါ်မှာရူနစ်အမှတ်အသားတွေဖုံးလွှမ်းနေတာကိုဖော်ပြလိုက်ကမဲမောင်တဲ့အတန်မကောင်းဆိုးဝါးများရဲ့ဘရင်ငါရဲ့အမှန်တရားရဲ့သွေးတွေနဲ့မင်းရဲ့မျက်လုံးတွေမှာလုံးဝပြည့်နှက်နေပြီးဒီလူခန္ဓာကိုယ်ကနေထွက်သွားဖို့လို့ရွတ်ဆိုခဲ့ပါတယ်။မန်တန်ရွတ်ဆိုမှုပြီးဆုံးသွားတဲ့အခိုက်အတန့်မှာပဲမကောင်းဆိုးဝါးက Rich ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်လာခဲ့ပါတယ်။မကောင်းဆိုးဝါးရဲ့စွမ်းအားကအယမ်းလွန်းနေဆိုတာသူသိခဲ့တာကြောင့်မကောင်းဆိုးဝါးကိုအပြည့်အစုံတစိမ့်ခတ်ပြီးနှစ်တထောင်ပူဇော်ပွဲကိုအဆုံးသတ်ဖို့အတွက်သူကသူ့ကိုယ်သူတက်ကြွစွာဆွန့်လွတ်ခဲ့ပါတယ်။သူ့ရဲ့ဝိညာဉ်ကိုထောင်တစ်ခုအနေနဲ့အသုံးပြုခဲ့ပြီးသူ့ရဲ့အသားအရည်ကိုကျိုးစင်းအနေနဲ့အသုံးပြုကာမကောင်းဆိုးဝါးရဲ့စွမ်းအားအလုံးကိုအာရမချုပ်နှောင်ခဲ့ပါတယ်။အလွန်တရာဆိုးရွားတဲ့နာကျင်မှုကိုခံစားခဲ့ရပြီးလွတ်မြောက်ဖို့ရုန်းကန်နေတဲ့မကောင်းဆိုးဝါးကိုဖိနှိပ်ခဲ့ကသူ့ရဲ့အသိစိတ်လုံးဝကျဆင်းသွားကနီးနောက်ဆုံးအချိန်မှာမကောင်းဆိုးဝါးနဲ့အတူသူ့ကိုယ်သူတစိမ့်ခတ်ဖို့ရှေးဟောင်းတန့်ရှင်းတဲ့ခေါင်းတလားထဲမှာသူ့ရဲ့နောက်ဆုံးတန့်ရှင်းတဲ့စွမ်းအားကိုအသုံးပြုခဲ့ပါတယ်။မကြခင်မှာပဲအရာအလုံးငြိမ်ကျသွားခဲ့ပြီးစုံတော့လဲသူ့ရဲ့အသိစိတ်ကိုပြန်လည်ရရှိလာခဲ့ပါတယ်။ကံကောင်းထောက်မစွာနဲ့စုံစမ်းစစ်ဆေးရေးမှုတွေမှာအသက်ရှူတန်ကြန့်ရှိနေသေးပြီးအသက်မရှင်တော့သူတွေကိုအဖြူရောင်အဝိဆနဲ့ပတ်ထားခဲ့ကြပါတယ်။အဲဒီနောက်မှာသူတို့ကလျှို့ဝှက်ခန်းထဲကဒိုင်းနမိုက်အစုစည်းကိုရှာတွေ့ခဲ့ပြီးဒီအပြစ်ရှိတဲ့နေရာကိုမြေအောက်မှာလုံးဝမြုပ်နှံပစ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာစုံစမ်းစစ်ဆေးရေးမှုကဗာတီကန်ကိုတွားခဲ့ပြီးပြန်လည်ဝင်စားလာတဲ့မာစတာအကြောင်းကိုပုပ်ယဟန်မင်းကြီးကိုပြောပြခဲ့ပါတယ်။စုံတော့လည်းဒီဖြစ်စဉ်တွေကိုတွေးကြုံပြီးတဲ့နောက်မှာသူ့ရဲ့ရင်ထဲကဆွဲလန်းမှုကိုတဖြည်းဖြည်းလွှတ်ချလိုက်နိုင်ခဲ့ပြီးပြန်လည်ဝင်စားလာတဲ့မာစတာနဲ့သူ့ရဲ့မိခင်ကိုကာကွယ်ပေးမဲ့တာဝန်ကိုယူခဲ့ပါတယ်။ယနေ့ရဲ့ဇလန်ကဒီမှာတင်ပြီးဆုံးပါပြီ။ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။